ငါနောက်မှလောက်ရမယ့်အလုပ်တွေကိုအခုမချရေးထားရင်မေ့သွားတော့မှာပဲငါအဲဆိုင်မယောဂဖြစ်နေပြီလားမသိဘူးဆိုပြီးစူးရိမ်နေကြတဲ့သူတွေအများကြီးရှိပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဒါဟာတင့်မှာယောဂရှိနေလို့မဟုတ်ပါဘူးကျွန်ုပ်တို့စီမှာ prospective memory လို့ခေါ်တဲ့နောင်လုံးမဲ့အလုပ်တွေကိုမှတ်သားတဲ့မှတ်ဉာဏ်စနစ်တစ်ခုရှိပါတယ်အဲ့ဒီမှတ်ဉာဏ်ကပုံမှန်အားဖြင့်ကိုအားနေတတ်တာပါဒါကြောင့်တစ်ခုခုကိုမမေ့အောင်စာရွက်ပေါ်မှာချရေးမှတ်ထားတာဟာကိုဉာဏ်ရည်ကိုလိမ်ညာတာမဟုတ်ပဲအကောင်းဆုံးအလေးကျင့်တစ်ခုပဲဖြစ်ပါတယ်ဥပမာတစ်ခုပြောပြမယ်နော်လေရင်မှုကြီးတွေဟာလေရင်ကိုမစင်းသက်ခင်မှာလေရင်ဘိန်းတွေကိုအောက်ချဖို့သူတို့ရဲ့အုံနှောက်နဲ့မှတ်ဉာဏ်တစ်ခုတည်းကိုပဲဘယ်တော့မှမယုံကြည်ကြပါဘူးသူတို့ဟာလှုပ်ဆောင်ရမယ့်အလုပ်တွေကို checklist စရင်းလုပ်ပြီးတစ်ခုချင်းစီအမှန်ချစ်ပြီးမှလုပ်ကြတာပါခွဲစိတ်ဆရာဝန်ကြီးတွေလည်းဒီအတိုင်းပါပဲလူနာကိုခွဲစိတ်ပြီးလို့ပြန်မချုပ်ခင်မှာလူနာပေါက်ထဲခွဲစိတ်ကိရိယာတွေမိကြံမခဲ့အောင် checklist ကိုတေးချကြည့်ပြီးစစ်ဆေးရပါတယ်အတိတ်တုန်းကတော့ဒီလို checklist တွေမသုံးခင်ကအရန်တော်ပါတယ်ဆိုတဲ့ဆရာဝန်ကြီးတွေတောင်လူနာကိုယ်ထဲမှာခွဲစိတ်ကိရိယာတွေမကြာခဏမိကြံခဲ့မှုတဲ့တာရကတွေရှိခဲ့ပါတယ်ဒါကြောင့်သင်ဟာလီရင်မှုကြီးတွေဆရာဝန်ကြီးတွေထက်ပိုတော်တဲ့အုံနောက်မျိုးမရှိထားဘူးဆိုရင်တော့သင်မှတ်ဉာဏ်ကိုပဲယာနှုံးပြီးမယုံကြည်ပါနဲ့နောက်တစ်ခါကုံစုံဆိုင်သွားလို့ပစ္စည်းမမိချင်ဘူးဆိုရင်အကောင်းဆုံးနည်းလမ်းကစာအုပ်ထဲမှာအခုပဲချရေးထားလိုက်ပါ